သေးရင်ငိုရမှာခန္ဓာရင်ရှိအောင်ဘာမှထိထိရောက်ရောက်ပြင်ဆင်မထားဘူးဆိုတာထင်ရှားတယ်နော်မပြောပါလို့တဲ့ပျက်စီးခြင်းကိုတောင်ငိုကြွေးခြင်းနဲ့တုံ့ပြန်နေတတ်တဲ့လူတစ်ယောက်ဟာအလုံးစုံပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့အချိန်မှာဘလို့လုပ်ပြီးတော့သူတည်တည်ငြိမ်ငြိမ်ရှိနိုင်မှာတော့နော်ခொနည်းရဒကမာကြီးတယောက်ကပြောတယ်တပည့်တော်သေမှာမကြောက်ပါဘူးတဲ့စင်ငယ်သားသားပြောပါတယ်ဒကမာကြီးရဲ့လို့ဒကမာကြီးကသေခြင်းနဲ့နှစ်ဖူးတွေ့တူတွေမတွေ့ဘူးသေးလို့နေမှာပါလို့ဟုတ်လားတချို့ကထင်နေကြတာလေကိုယ့်ကိုယ်ကိုမကြောက်တော့ဘူးလို့ထင်နေကြတာအများစုကတော့ကြောက်ပါတယ်မြတ်စွာဘုရားလည်းဟောထားတာပဲတပ်ပေဘာယန္တိမစ္ဆုနောတပ်ပေဆိုတဲ့စကားလုံးနဲ့တော့ဟောတာနော်တတ္တဝါအလုံးစုံဟာဘာလဲတော့သေခြင်းကိုကြောက်တယ်တဲ့ဟုတ်လားတကယ်နှစ်ဖူးတွေ့တူတွေတွေ့ပြီဆိုရင်တော့အများစုကကြောက်ကြတာပဲကာမပေါ်မှာမမောမှုမကင်းတဲ့လူဘဝပေါ်မှာမမောမှုမကင်းတဲ့လူကုသိုလ်နေပြီးတော့အကုသိုလ်များတဲ့လူသူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားမကင်းတဲ့လူဒီ၄ယောက်ဟာတရားမှာကြောက်ကိုကြောက်လိမ့်မယ်လို့ဘုရားဟောတယ်အဲ့ဒီဒေသနာစစ်တမ်းနဲ့စစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမှာကြောက်မဲ့လူတွေကြီးပဲဆိုတာဖြေပေါ်လာတယ်ဟုတ်တယ်မို့လားကာမပေါ်မှာမမောမှုကင်းလားကင်းမှုအာယုံလေးတွေမှာမဲ့နေရှိတယ်ဟုတ်လားဘဝပေါ်မှာမမောမှုကင်းလားပိုးတောင်မကင်းဘူးဟုတ်လားဒီနှစ်ချက်နဲ့ကိုပဲတရားမှာကြောက်လိမ့်မယ်ဆိုတာထင်ရှားတယ်ဟုတ်လားတကယ်လို့ကိုယ်ကကုသိုလ်တွေများမယ်သို့မဟုတ်သူတော်ကောင်းတရားပေါ်မှာတန်တရားကင်းအောင်ကျင့်ထားမယ်ဆိုရင်တော့လည်းပဲတမျိုးတစ်ပုံအဖြေထွက်မယ်ပေါ့နော်အဲ့တော့ပြောရင်တာပါတော့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်တရားတွေတွေ့လို့စိုးရင်ရပြီငိုစရာတွေတွေ့လို့ငိုရပြီဆိုရင်ဒါဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်အော်ငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးကိုပြောပြတာနော်လောကပရိဒေဝပြီးတော့ပါတယ်တော့ဒုက္ခဒေါမနတဥပါယတဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာပြင်းစွာပင်ပန်းတာတချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါတွေလှမ်းချိုးနှာတွေပါတွေနှက်ဟုတ်လားလောကပရိဒေဝအာကြီးလုံးတဲ့အခါကျတော့စိတ်ကအယမ်းပင်ပန်းသွားတဲ့အခါတတိပါမဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးမားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားဇာတိပစ္စယဇရာမရဏတောကပိဋေဝဒုက္ခဒေါမနတုပါဒတမ္မောတိဧဝမေတ္တကေဝလတဒုက္ခခန္ဓာတမှုတွေရောဟောတိနောက်ဆုံးချုပ်ပြလိုက်တယ်တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နဲ့နေစဉ်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တက်တက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတကေဝလဆိုတာတက်တက်ဘာမှမရောဘူးတိတ္တလို့ပြောနေတာ